ဝိုင်ကွာနေဒီနေ့မှာလောက်ရှိုးစာကြောင်းလေးထပ်ပြီးတော့လေ့လာရအောင်ချီချွမ်းအေးရထားဒီချီချွမ်းနောက်ကျုံးကြီးရှံဝါကျုချီချွမ်းနောက်ကျုံးဆိုအလန့်ပေါ့နော်ရှမ်းဆိုမိတာအလန့်မိရနဲ့ကျွန်တော်အေးရထားတယ်ဝနောက်ကျုံးကြီးရှံဝါကျုချီချွမ်းနောက်ကျုံးကြီးရှံဝါကျုချီချွမ်း家具ဆိုအိမ်တော်ပြိပေါ်ကလေးပေါ့နော်ကြက်ထောက်家具特别漂亮ဒီအိမ်တော်ပြိပေါ်ကလေးကအရန်ကိုလှတယ်ကြက်ထောက်家具特别漂亮剪头是高我呢，船上摆着两个剪头，船上个地方嘛摆着其他的两个剪头，高那种其他的，船上摆着两个剪头。书柜说啥比多呢？书柜里摆放着很多书，书柜里啥比多的嘛摆其他的放着他的很多书，少的面有他的。书柜里摆放着很多书。风扇是半个，天热了，也丢烟不热。我打开了风扇，就喏，半个盘来的吧喏。天热了，我打开了风扇。ဒီနေ့မှာတော့လောက်ရှုဒီလာပွဲသင်ကြားပေးပါမယ်လောက်ရှုနောက်ဗီဒီယိုမှာထပ်ပြီးတော့ share လုပ်ပေးပါမယ်เนาะ bye bye